တိမခံတဲ့ပုဂ္ဂိုလ်ဟာတဲ့လူအများစုရဲ့မုံတီးတာမချစ်ခင်မနှစ်သက်မမျက်နှိုးမှုကိုသူခံရလိမ့်မယ်တဲ့နော်လူမုံများတယ်လို့ဆိုလိုတာအလေးမှတိမခံနိုင်ဘူးတိကနေရှိစိတ်ပဲတုံနေတယ်အလိုမကျတာပဲအမြဲပြနေတယ်အဲ့ဒီလူကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကမနှစ်သက်ဘူးဒါကိုပြောတာနော်ဘဟုနောဇနတ္တလူတွေအများကြီးရဲ့အပိယောချစ်ခင်နှစ်သက်မှုကိုသူမရဘူးအမနာပေါ်မျက်နှိုးမှုကိုသူမရဘူးတဲ့လူမုံများတယ်တဲ့တိမခံနိုင်တဲ့ပုဂ္ဂိုလ်ဟုတ်လားပြီးတော့ဗာပြောတော့ဆိုတော့ဝေဒဘဟုလောစာဟောတိဝိဇ္ဇဘဟုလောတဲ့ဝေဒဘဟုလောဆိုရံများတယ်တဲ့တိမခံနိုင်တဲ့လူသူအထိကနေရှိပြောနေတော့တစ်ဖက်လူကလည်းသူ့ပြန်ပြောမှာပဲအဲ့ဒါနဲ့သူ့ဘဝမှာရံဖြစ်နေရတာနဲ့ပဲအချိန်ကြီးအများကြီးကုန်နိုင်တယ်တိမခံနိုင်တဲ့လူတွေကရံဖြစ်နေရတာနဲ့ပဲအချိန်ကုန်တယ်ရံဖြစ်ပြီးရင်ပြီးတော့လည်းမောပြီးတော့ကြံရစ်တယ်ဘာမှလည်းပဲကောင်းတာကောက်ကင်လိုက်စရာတခုမှလည်းမကြံဟုတ်လားဝေဒဘဟုလောစာဟောတိဝိဇ္ဇဘဟုလောတဲ့တတိယဘာလို့ဆိုဝိဇ္ဇဘဟုလောအပြစ်အလွန်များတယ်တဲ့တိမခံနိုင်တဲ့လူဟာတိမခံနိုင်တော့ပြောချင်ရင်ပြောမှာပဲလေနော်ယုံညံ့တဲ့ဝစီကံတွေအများကြီးဖြစ်နိုင်တယ်ပေါ့အထူးသဖြင့်နော်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာပြောမိမယ်ဆိုရင်အပြစ်ကပို့ပြီးတော့ကြီးနိုင်တယ်ပေါ့ဒါကြောင့်တိမခံနိုင်တဲ့ပုဂ္ဂိုလ်ဟာလူတွေရဲ့မုံတီးမှုကိုခံရလိမ့်မယ်လူမုံများတယ်ရံများတယ်အပြစ်များတယ်အတန်ဘုံတန်ဘုံလောကလံကရောတိတဲ့တေဂာနီးမှာတွေ့တွေ့ဝေတရားရတယ်။အားတစ်လျှောက်လုံးဒေါသတွေနဲ့ပဲကြီးထွားလာတာနေလာတာဆိုတော့နောင်တရတဲ့တွေအများကြီးရှိနိုင်တယ်။ကြီးကြီးလေးနဲ့မသေးရနိုင်ဘူး။ဘဝရဲ့အနေအထားတွေကိုစီစစ်ဝေဖန်ကြည့်တဲ့အခါမှာနေစဉ်အခါမှာဖြစ်တဲ့အခက်ခဲတဲ့သေစဉ်အခါမှာဖြစ်တဲ့အခက်ခဲကပိုးပြီးတော့အများကြီးကြီးကျယ်တယ်။အဲ့ဒါတော့နားလည်ဖို့လိုတယ်နော်။အဲ့တော့နေစဉ်အခါမှာဖြစ်တဲ့အခက်ခဲလေးကိုတောင်တိမခံနိုင်ဘူးဆိုတော့ပုဂ္ဂိုလ်တယောက်တည်းတေဂာနီးမှာဖြစ်မဲ့အခက်အခဲကိုသူသိနော်နေ့စဉ်သိမခံနိုင်တဲ့ကိစ္စလေးတွေကိုပြန်စဉ်းစားကြည့်လေကောင်းတယ်အားလေးတွေကိုသိမခံနည်းနည်းလေးကိုမခံနိုင်ဘူးခက်နေတာလူတွေကအများကြီးကိုမပြောနဲ့နော်အဲ့မြေကြီးလောက်ကြီးလောက်ရမယ်လို့မဆိုလိုပါဘူးဟုတ်လားအဲ့ဒါကဘုရားလောင်းသူတော်ကောင်းကြီးများအထွတ်အထိပ်ကျင့်ကြတာပေါ့နော်အဲ့ဒါလောက်ကြီးမဆိုလိုပါဘူးဒါပေမဲ့လူတွေဟာနည်းနည်းလေးတောင်ပြောလို့လည်းမရဘူးပြင်လို့လည်းမရဘူးများသောအားဖြင့်ဟုတ်လားအဲ့တော့နေစဉ်ခါမှာတွေ့တဲ့အခက်အခဲလေးကိုတောင်တိမခံနိုင်တဲ့ပုံကိုတယောက်ဒီသေစဉ်ခါမှာတွေ့ရတဲ့အလွန်ကြီးကျယ်တဲ့အခက်အခဲနဲ့တွေ့ရင်တေချာပေါ့တိမခံနိုင်တော့ဘူးလို့ဒါကဥစဉ်ကမြင်တယ်ဒါကြောင့်တေဂာနိမှာသူစင်စင်ရဲတေရတတ်တယ်တန်ဘုံလောကလံကရောတိတွေ့တွေ့ဝေဝေမိုက်မိုက်မဲမဲတေရတတ်တယ်အဲ့ဒါလို့တေမယ်ဆိုရင်ဘာဖြစ်မှာတော့ကာယတ္တပေရပရမရဏဒုက္ကတိဝိနိပါဒနိရိယဥပပစ္စတိတဲ့တွေ့တွေ့ဝေဝေတေကြတဲ့ပုဂ္ဂိုလ်တို့ရဲ့သွားရလံဖြစ်တဲ့အပေလေးပုံကိုရောက်သွားတတ်တယ်တဲ့အဲ့ဒါပထမသုတ်တံမှာပြောထားတဲ့အပြည့်၅မျိုး